အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဂျူဒီဆိုတဲ့ရုံမာလေးကငယ်ငယ်ကလေးကရဲမေဖြစ်ချင်နေကြရပါ။မိဘတွေကတော့သူ့ကိုမိသားစုစီးပွားရေးဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းကိုပဲဦးစီးစေချင်တာဖြစ်ပါတယ်။အခုလဲဂျူဒီကကလေးဖြော်ပြပွဲမှာရဲအဖြစ်တယောက်ဆောင်ပြပြီးမိဘတွေနဲ့အတူအိမ်ပြန်လာခဲ့ရပါ။မိဘတွေကဈေးဝင်ဝယ်တဲ့အချိန်မှာပဲဂျူဒီရဲ့အာယုံတွေကကိစ္စတစ်ခုစီကိုရှောက်သွားခဲ့ပါတယ်။အဲ့ဒါကတော့မြေခွေးဖက်တီဂရိတ်ကကလေးရီစီကမုတ်စားလက်မှတ်တွေကိုအနိုင်ကျင့်ပြီးလူနေခဲ့တာပါပဲဂျူဒီလည်းဂရိတ်စီကိုတွားလိုက်ပြီးကလေးရီရဲ့လက်မှတ်ကိုပြန်ပေးဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ဂရိတ်ကအဆွဲထုတ်ပြီးခြောက်လန့်ခဲ့တာပါဂျူဒီကကြောက်တဲ့ပုံမပြတာကြောင့်ဂရိတ်လည်းနည်းနည်းတော့ရှက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ဂျူဒီကိုအရှက်ပြေတွန်းထိုးနေခဲ့ရပါပြီးတော့သူ့ကိုဆက်နောက်ရှက်နေရင်ပို့ဆိုးမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်ဒီချိန်ချောင်းကြည့်နေတဲ့ကလေးတွေကဂျူဒီကိုအစဉ်ပြေလားလို့မေးကြပါတယ်ဂျူဒီကအစဉ်ပြေတောင်ပြောပြီးဂရိတ်အိတ်ထဲကပြန်နှိုက်လာခဲ့တဲ့မုတ်စားလက်မှတ်တွေပြန်ပေးလိုက်တော့ကလေးတွေလည်းပျော်သွားခဲ့ကြတာပါဒီချိန်မှာပဲဂျူဒီရဲ့ရဲမီဖြစ်ခြင်းတဲ့စိတ်တွေကလည်းပိုပြီးပြင်းလာခဲ့ပါတော့ဒီလိုနဲ့15နှစ်ကြာလာတဲ့အချိန်မှာဂျူဒီကစီဒိုဘီယာရဲအကယ်ဒမီရဲ့တင်နန်းသားဖြစ်လာခဲ့ပါပြီဒီတင်နန်းရဲ့လေ့ကျင့်ခန်းတွေကဂျူဒီအတွက်တော့မလွယ်လာပါဘူးနောက်ပြီးသူပြန်ရတဲ့သူတွေကတားရဲကောင်းတွေဖြစ်နေရကဂျူဒီအတွက်အဆင်မပြေရတော့အမှန်ပါပဲဒါပေမဲ့လည်းစိတ်ဆန္ဒပြင်းပြတဲ့ဂျူဒီကဖြတ်ထိုးညံကိုတုံးပြီးလေ့ကျင့်ခန်းတွေကိုကြော်ဖြတ်နိုင်ခဲ့သလိုပြိုင်ဘက်တွေကိုလည်းသူ့ရဲ့လီမြန်မှုနဲ့အနိုင်ယူခဲ့ရပါနောက်ဆုံးဇူဒိုဘီယာရဲ့မြို့တော်ဝင်ချင်းသိကြီးကဂျူဒီကိုရဲမီအဖြစ်ခန့်အပ်ခဲ့ပါတယ်ဒီချိန်မှာတော့ဂျူဒီလည်းဇူဒိုဘီယာမြို့တော်ကြီးကိုပြောင်းလာခဲ့ရပါပြီမိဘတွေကတော့ဂျူဒီကိုအစီမပြေရင်အချိန်မရွေးအိမ်ပြန်လာဖို့မှာနေခဲ့ရပါဇူဒိုဘီယာကိုရထားနဲ့ခီးနှင်လာတဲ့ဂျူဒီတယောက်ခန္ဓာကြီးကျယ်တဲ့မြို့ကြီးကိုတွေ့ချိန်မှာတော့အံ့ဩသိနေခဲ့ပါတယ်သူနေရမယ့်နေရာကိုရောက်တော့အခန်းကျင်းလေးဖြစ်နေရကိုတွေ့လိုက်ရတာပါပြီးတော့ဘေးအခန်းကလည်းစူညံလွန်းလာပါတယ်ဘာပဲဖြစ်ဖြစ်အထူးကျွန်းနဲ့ရဲမေဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတဲ့ဂျူဒီကအိယာစောစောဝင်ခဲ့ပါတယ်နောက်နေ့မနက်9 နာရီခွဲမှာတော့ဂျူဒီလည်းအိယာကနိုးလာခဲ့ပါပြီယူစရာရှိတဲ့ပစ္စည်းတွေကိုယူပြီးနောက်မှာတော့ရဲဌာနကိုထွက်လာခဲ့ပါတယ်ရဲဌာနအိတ်ကြိုစပွဲမှာတာဝန်ကျနေတဲ့တားဖတ်တီဘင်ဂျမင်ကဂျူဒီကိုလှမ်းနှုတ်ဆက်လိုက်ပြီးအကြီးကဲရုံခန့်စီလမ်းညွှန်ပေးခဲ့ရပါရုံခန်းသွားရလမ်းမှာတော့ဝန်ထမ်းတွေရဲ့နားနေကန်တွေလည်းရှိနေခဲ့ပါတယ်နားနေကန်ကိုဖျက်လျှောက်လာတဲ့ဂျူဒီတယောက်လှုပ်ဖို့ကိုင်ဘက်တွေကိုတွေ့ပြီးအားငယ်စိတ်တွေတောင်ဖြစ်လာခဲ့ရတာပါဘာဖြစ်လို့လဲဆိုရင်သူကလွဲလို့ကြံတဲ့သူတွေအားလုံးကထွက်ထွက်ကြိုင်ကြိုင်တားရဲကောင်တွေဖြစ်နေလို့ပါပဲတိတ်မကြခင်မှာတော့ရဲဌာနရဲ့အကြီးကဲပြောင်ကြီးဘိုကိုလျှောက်လာပြီးအားလုံးကိုနှုတ်ဆက်နေပါတယ်ပြီးတော့အဖွဲ့သားတွေလုပ်ရမယ့်တာဝန်တွေကိုခွဲဝေပေးနေကြရပါတာဝန်ရတဲ့အဖွဲ့သားတွေလည်းတယောက်ပြီးတယောက်ထွက်ခွာသွားကြရင်နောက်ဆုံးဂျူဒီတယောက်ပဲကျန်နေကြရပါဘိုကိုကရဲမေအသေးဖြစ်တဲ့ဂျူဒီကိုတခြားအလုပ်ထက်ရင်ထိန်ရလုပ်ဖို့တာဝန်ပေးခဲ့ပါတယ်ရင်ထိန်ရတဲ့မာတော်မှာစီကံမိတ်ကားတွေကိုချက်လန်ဖြတ်ရတဲ့နေရာကိုလောက်ခိုင်းခဲ့တာပါစွန်စားကန်းတွေမျှော်နေထားတဲ့ဂျူဒီကသူ့ကိုတခြားတာဝန်တွေပေးဖို့စောတကတက်ခဲ့ပါသေးတယ်ဒါပေမဲ့ဘိုကိုကဒီနေ့အတွက်အမှုတရားရှာပြီးနိုင်ခဲ့ရင်စဉ်းစားပြီးမယ်လို့ပြောခဲ့ရပါအဲ့ဒါကြောင့်ဂျူဒီလည်းတရားမဟုတ်ဘူး200ရှာခဲ့မယ်ဆိုပြီးမြို့ရဲကိုမြ мян ထွက်လာခဲ့ရပါပြီးတော့လမ်းပေါ်မှာစီကမ်းမဲ့ရထားတဲ့ကားတွေကိုဒဏ်ကြီးလိုက်တက်နေခဲ့ပါတော့တယ်ဒီချိန်မှာပဲဂျူဒီရဲ့အာယုံကလမ်းတစ်ဖက်ကမြေခွေးတစ်ကောင်စီကိုရှောက်သွားခဲ့ရပါဂျူဒီကမြေခွေးတွေနဲ့ပတ်သက်လာရင်နည်းနည်းရောတန်တရာကြီးတက်တာဖြစ်ပါတယ်အဲ့ဒါကလည်းငယ်ဘဝကကြုံခဲ့တဲ့ကိစ္စကြောင့်ပါပဲအခုလည်းမြေခွေးနောက်ကိုလိုက်လာရင်ရေခဲကြောင်ဆိုင်တဲ့ကိုရှောက်လာခဲ့တာပါအယောင်ဝင်နှန်းစင်ကြီးကမြေခွေးနှစ်ကိုရေခဲမုံမရောက်နိုင်ကြောင်းပြောနေတာဂျူဒီကကြားလိုက်ရပါတယ်အဲ့ဒါကြောင့်ဂျူဒီလည်းထူးဆန်းသွားပြီးဘာလို့မရောက်နိုင်တာလဲလို့ဝင်ပြောခဲ့ရပါရဲဝိစုံနဲ့ဂျူဒီကိုတွေ့ချိန်မှာတော့စင်ကြီးလည်းရေခဲကြောင်ရောင်းပေးမယ်လို့ပြောခဲ့ပါတယ်ဒီချိန်မှာပဲမြေခွေးနှစ်ကတက်စကန်ထလာခဲ့ရပါအဲ့ဒါကတော့သူ့မှာပတ်စံအိမ်မေးကြံခဲ့လို့ရေခဲကြောင်မဝယ်တော့ဘူးဆိုပြီးပြန်ထွက်သွားတာပါပဲဒါပေမဲ့ဂျူဒီကသူ့ပတ်စံနဲ့နစ်တို့အတွက်ရေခဲမုတ်ဝယ်ပေးခဲ့ပါတယ်နစ်တို့လည်းဂျူဒီကိုကျေးဇူးတင်ကြပြောပြီးခက်တုတ်တုတ်ထွက်သွားခဲ့ကြတာပါထူးဆန်းတယ်လို့ခံစားရတဲ့ဂျူဒီလည်းနစ်တို့နောက်ကနေလိုက်ချောင်းခဲ့ပါတယ်ဒီချိန်မှာပဲနစ်တို့ရဲ့မူရမာယာတွေကိုသိခဲ့ရတာပါတကယ်တော့နစ်တို့ကလမ်းပေါ်မှာဖြတ်ကျနေတဲ့သူတွေဖြစ်ပါတယ်အခုလဲရေခဲကြောင်တစ်ခုကိုအသေးလေးတွေဖြစ်အောင်ပြောက်ခွဲပြီးစက်ရုံအလုပ်သမားကျွတ်တွေကိုရောင်းနေကြရပါနစ်တို့ကရေခဲကြောင်တုတ်တွေကိုအမိုက်ပုံနေရာပြတ်ကောက်ပြီးသုံးနေကြရလေးဖြစ်ပါတယ်ဒါရီကိုတွေ့လိုက်ချိန်မှာတော့ဂျူဒီလည်းနစ်တို့ကိုသွားစစ်ဆေးခဲ့ရတာပါဒါပေမဲ့နစ်ကဂျူဒီကိုလှည့်ဖျားပြီးထွက်ပြေးသွားခဲ့ပါတယ်ဒီချိန်မှာတော့နစ်ကိုစစ်ဆေးနေရင်ကွန်ကရစ်လောင်းထားတဲ့ထဲမှာနစ်နေလို့မနှဲထွက်လာခဲ့ရတာပါအိမ်နောက်ပိုင်းပြည်သူတွေကလည်းဂျူဒီကိုတွေ့ရင်အထင်သေးသလိုဆက်ဆံခဲ့ကြပါတယ်ပြောရရင်လူမလေးခွေးမခတ်ဆိုသလိုမျိုးဖြစ်နေခဲ့ရပါတရက်မှာတော့ဝမ်းမကြီးတစ်ကောင်ကသူ့ဆိုင်ကပစ္စည်းတွေအခိုးခံလိုက်ရကြောင်းအော်ဟစ်နေပါတယ်ဒီအတန်ကြားလိုက်တော့ဂျူဒီလည်းတခိုးနောက်ကိုလိုက်ခဲ့ရတာပါ
တကူကတော့အရှောင်တိတ်ကျွမ်းကျင်တဲ့မွေပါကျင်းပါပဲကျင်းကခုံပြန်ကြော်လွားပြေးရတာကြောင့်ဂျူဒီလည်းနောက်ကနေမနေလိုက်ခဲ့ရပါတယ်ဂျူဒီကသူ့ကိုတဲကြီးမဲကြီးလိုက်နေချိန်မှာတော့ကျင်းလည်းဇူတိုဘီယာရဲ့မြို့တော်သေးတဲ့ကိုဝင်ပြေးသွားခဲ့တာပါမြို့တော်သေးဆိုတာကအကောင်သေးသေးလေးတွေနေတဲ့နေရာဖြစ်ပါတယ်ကျင်းကကားသေးသေးလေးတွေကိုစကိတ်လိုလုပ်ပြီးထွက်ပြေးသလိုတိုက်တွေကိုလည်းတွန်းလှဲခဲ့ရပါဂျူဒီကတိုက်တွေကိုမလဲသွားအောင်ပြန်ကာပေးခဲ့ပါတယ်ဒီချိန်မှာကျင်းကမိုးပြန်ရထားတစည်းရဲ့ခေါင်းမိုးပေါ်တက်ပြီးထွက်ပြေးသွားပါပြီ။ဒါပေမဲ့ဂျူဒီကရထားဥတီယာကိုတွက်ချက်ပြီးရှေ့ကနေကြိုးဆောင်နေခဲ့ရပါ။ပြီးတော့ကျင်းကိုလန့်ဆွဲပြီးကိုက်ပေါက်ခဲ့ပါ။အဲဒါကြောင့်ကျင်းလည်းလမ်းစုံနာလွင့်ထွက်သွားခဲ့ရပါ။ကြံရမရဖြစ်နေတဲ့ကျင်းကလမ်းစုံမှာထောင်ထားတဲ့ဒိုးနဲ့ကွင်းကြီးကိုစောင့်ကန်လိုက်ပါ။ကန်လိုက်တဲ့အချိန်ကြောင့်ဒိုးနဲ့ကွင်းကြီးလမ်းမတစ်လျှောက်လိမ့်သွားခဲ့တာပါ။ဂျူဒီကဒိုးနဲ့ကွင်းကြီးကိုရှောင်နိုင်ခဲ့ပေမဲ့ကြက်ကရိုးမလေးတကောင်ကိုကျိတ်ပြီးတော့မလို့ဖြစ်နေခဲ့ပါ။အဲဒါကြောင့်ဂျူဒီလည်းဒိုးနဲ့ကွင်းကြီးကိုအမြန်သွားဆွဲခဲ့ရတာပါအချိန်မီသွားလို့ကြက်ကရိုးမလေးလည်းပေးကင်းသွားပါအိမ်နောက်ဂျူဒီကဂျိန်းကိုဖမ်းပြီးဒိုးနဲ့ကွင်းနဲ့ထိတ်ကရဲစခန်းခေါ်သွားတာပါဒါပေမဲ့ဂျူဒီတယောက်ချီကျူးခင်ရမယ့်အစားအဆူခံခဲ့ရတာဖြစ်ပါဘာဖြစ်လို့လဲဆိုရင်တာဝန်ပေးထားတဲ့အတိုင်းမလုပ်ဘဲရှောက်လုပ်နေခဲ့လို့ပါပဲအဲဒါကြောင့်ဂျူဒီလည်းသူ့ကိုစွန့်စားရတဲ့တာဝန်ပြောင်းပေးဖို့ထပ်ပြောနေခဲ့ရပါဘိုကိုကတော့ဂျူဒီအစ်စ်သေးဖြစ်တဲ့အချိန်မှာစွန့်စားရတဲ့တာဝန်ပေးနိုင်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။ဒီချိန်မှာပဲသူတို့အခန်းထဲကိုပူဆွေးနေပုံရတဲ့ဖျာမတကောင်ရောက်လာခဲ့ရပါ။အကြောင်းကတော့သူ့ခင်မွန်ဖြစ်တဲ့မစ္စတာအိုတာပျောက်ဆုံးနေရ10ရက်ကျော်ရှိပြီးဘာတည်းမှမထူးသေးလို့ပါပဲ။ဒီကြောင့်ကျတော့ဂျူဒီလည်းစိတ်ဝင်စားသွားခဲ့ရပါ။ဒီအမှုကိုလက်ခံပြီးပျောက်ဆုံးသူကိုရှာပေးဖို့ကိုလည်းတွေးနေခဲ့ပါတယ်။ဒါကိုသိရဲ့ဘိုကိုကဖျမကြီးကိုတောင်းပန်ပြီးအပြင်မှာခဏဆောင်ခိုင်းလိုက်ပါတယ်။ပြီးတော့ဂျူဒီနဲ့စကားဆက်ပြောနေခဲ့ရပါ။အဲ့ဒါကတော့ပေးထားတဲ့တာဝန်အတိုင်းမလုပ်ရင်အရေးယူခံရမယ့်အကြောင်းပါပဲ။အဲ့နောက်ဘိုကိုလည်းဂျူဒီပြန်လို့ရအောင်အခန်းတကားဖွင့်ပေးခဲ့ပါတယ်။ဒီချိန်မှာတော့အမှုတဲ့နဲ့အတူရက်နေတဲ့ဒူးမျိုးတော်ဝင်သုံးမဘဲလ်ကိုတွေ့လိုက်ရတာပါ။ဂျူဒီကိုတွေးလိုက်ချိန်မှာတော့ဘဲလ်ကခင်ခင်မင်မင်နှုတ်ဆက်လိုက်ပြီးဖြန်ပြအမှုကိုလိုက်ပေးဖို့ပြောခဲ့ပါတယ်။ဒူးမျိုးတော်ဝင်ကိုထိုက်ကတာဝန်ပေးလိုက်တဲ့အတွက်ပြောင်ကြီးဖို့ကိုလည်းဘာမှဝင်မပြောနိုင်ပေသူ့နှစ်ဖူးကိုသူလက်နဲ့ရိုက်နေခဲ့ရတာပါ။ပြီးတော့ဂျူဒီဒီအမှုကိုဖြေရှင်းဖို့အချိန်2ရက်ပေးလိုက်ပါတယ်။ပေးထားတဲ့အချိန်အတွင်းမဖြေရှင်းနိုင်ခင်ရင်နှုတ်ထွက်စာတင်ဖို့ပဲရှိကြောင်းဖိအားပေးခဲ့သေးရပါ။အဲဒါကြောင့်ဂျူဒီလည်းအမှုတွဲဖိုင်ကိုတေချာလေးလာနေခဲ့ပါတယ်။ဒါပေမဲ့ဓာတ်ပုံတစ်ပုံကလွဲပြီးတဲလိုစာကြီးကြီးမမမတွေ့ခဲ့ရပါဘူး။ဓာတ်ပုံကိုအသေးစိတ်လေးလာလိုက်တဲ့အခါမှာတော့မြေခွင်းနှစ်ရဲ့နောက်ကျော်တွေ့ခဲ့ရပါတယ်။အဲဒါကြောင့်ဂျူဒီလည်းအချိန်မဆွဲတော့ပဲနစ်ကိုလိုက်ရှာခဲ့ရတာပါ။ဒါပေမဲ့နစ်ကသူ့အလုံးနဲ့သူရှုပ်နေပြီးဂျူဒီရဲ့မိကွန်းတွေကိုပြတ်ဖြေဖို့စိတ်မဝင်စားနေပါဘူး။အဲဒါကြောင့်ဂျူဒီလည်းနစ်ရဲ့စီးပွားရေးကိုတရားမဝင်ဘူးဆိုပြီးဖိအားပေးခဲ့ရတာပါ။ပြီးတော့ဒီအမှုကိုကူညီပေးရင်နစ်ရဲ့စီးပွားရေးတွေကိုပတိကြောင်ဆောင်ပေးမယ်လို့လည်းအပေးယူလုပ်ခဲ့ပါတယ်။အဲဒါကြောင့်နစ်လည်းဂျူဒီကိုလိုက်ကူညီခဲ့ရတာပါ။ဇူတိုပီယာမှာလဲလဲပက်ပက်ရှိရဲ့နစ်ကမစ္စတာအိုတာရဲ့အကြောင်းကိုဘယ်မှာစုံစမ်းလို့ရလဲဆိုတာသိပါတယ်။အဲဒါကြောင့်ဂျူဒီကိုယောဂစင်တာတစ်ခုစီခေါ်သွားပြီး Red ဆိုတဲ့ Gypsy နွားရိုက်တစ်ကောင်နဲ့မိတ်ဆက်ပေးနေခဲ့ရပါ။ Red ကမစ္စတာအိုတာရဲ့အကြောင်းကိုကြားလိုက်တော့ယောဂစီယာစင်ကြီးဂျန်စီကိုစက်ခေါ်သွားခဲ့ပါတယ်။ယောဂစင်တာထဲမှာတော့တတဝါအားလုံးကမိမွေးတိုင်းဖောက်မွေးတိုင်းပုံစံနဲ့ယောဂကိုစီကျင့်နေကြတာပါ။စင်ကြီးဂျန်ကလည်းမစ္စတာအိုတာရဲ့တပ်ပုံကိုတွေ့တော့တန်မိုးကြီးစိန်ကန်းကားတစ်စီးနဲ့လိုက်သွားတာတွေ့ကြောင်းပြောပြပါတယ်။ဂျူဒီလည်းကားနံပါတ်ကိုမေးပြီးဆက်စုံစမ်းဖို့ပြင်နေကြရပါခက်တာကရဲမီအသေးဖြစ်တဲ့ဂျူဒီကကားနံပါတ်ကိုစုံစမ်းဖို့အဆက်အသွယ်မရှိဘူးဖြစ်နေခဲ့ပါတယ်ဒီချိန်မှာတော့နစ်ကသူ့ကိုရင်ထရုံစီခေါ်သွားခဲ့တာပါရင်ထရုံမှာအလုံးလုံးနေတဲ့သူတွေကတော့အရန်နေကွေရဲ့စလော့တွေပါပဲစလော့တွေကကားနံပါတ်ရဲ့ပိုင်ရှင်ကိုစုံစမ်းခဲ့ပါတယ်ဒါပေမဲ့သူတို့အလုံးလုံးတာကအရန်နေကွေလို့ဂျူဒီလည်းစလော့လက်ထိတ်ကစာရွက်ကိုဝင်လို့ပြီးကားပိုင်ရှင်ရှိရာလိပ်စာစီဆက်ရှိတက်ခဲ့ရပါဒါပေမဲ့ရင်ထိန်ရုံမှာအချိန်အတော်ကုန်ခဲ့တာကြောင့်သူတို့ရောက်သွားတဲ့အချိန်အတော်မှောင်နေခဲ့ပါပြီ။ပြီးတော့ခြံတကားကိုလည်းတောက်ခတ်ထားခဲ့ရပါ။ဒါပေမဲ့ဂျူတီကတော့ဖြတ်ပြီးအထဲဝင်လိုက်တဲ့အခါမှာတော့ကားနံပါတ်နဲ့တူတဲ့တန်ဖိုးကြီးစိန်ခံကားတစ်စီးကိုတွေ့လိုက်ရပါတယ်။ဂျူတီလည်းကားလေးကိုဝင်ရှာလိုက်တဲ့အခါကုတ်ချစ်ရာတချို့ဖြံမွေးတချို့အပြင်မစ္စတာအိုတာရဲ့ပတ်စံအိတ်ကိုလည်းတွေ့ခဲ့လိုက်တာပါ။ဒီချိန်မှာနစ်ကလည်းကားလေးကနေဘီစလုံးရေးထားတဲ့ဖန်ခွက်တစ်ခွက်တွေ့ခဲ့လိုက်ပါတယ်။ဒီဖန်ခွက်ကိုတွေ့ရောနစ်လဲလန့်သွားပြီးအမြန်ထွက်ပြေးဖို့ပြောနေခဲ့ရပါဒါပေမဲ့လည်းသူတို့အတွက်နောက်ကျသွားခဲ့ပါပြီချက်ချင်းပဲဝုန်းဝင်ကြီးနှစ်ကောင်ပေါ်လာပြီးသူတို့ကိုဖမ်းခေါ်သွားခဲ့ရကြောင်းပါပဲဒီချိန်မှာနစ်ကတော့ကြောက်လန့်နေခဲ့ရပါဘာဖြစ်လို့လဲဆိုတော့ကားပိုင်ရှင်ကဂျူဒိုဘီယာရဲ့အကြီးမားဆုံးမာဖီးယားခေါင်းဆောင်မစ္စတာဘစ်ဖြစ်နေလို့ပါပဲ
နောက်ပြီးသူကမစ္စတာဘစ်ကိုကော်စာတစ်ခုကျင်းထည့်ပြီးဈေးကြီးကြီးနဲ့လိန်ရောင်းခဲ့ဘူးလို့ဖြစ်ပါတယ်။ဝုန်းဝင်ကြီးတွေကသူတို့ကိုအခန်းတစ်ခုထဲခေါ်သွားပါတယ်။ဒီချိန်မှာပိုကြီးရဲ့ဝုန်းဝင်တစ်ကောင်ထက်ရောက်လာပြီးစပွဲပေါ်ကိုစုံလေခုံသေးသေးလေးတစ်လုံးတင်ခဲ့လိုက်တာပါ။စုံလေခုံလှည့်လာချိန်မှာတော့ကြွက်ကတိုးအိုကြီးတစ်ကောင်ကိုတွေ့လိုက်ကြပါတယ်။သူကတော့အားလုံးကြောက်ရတဲ့မာဖီးယားကောင်းဆောင်မစ္စတာဘစ်ပါပဲ။မစ္စတာဘစ်ကိုတွေ့ရောနိကနှုတ်ဆက်ပြီးလက်လေးကိုအနံပေးခဲ့ရပါဂျူဒီကတော့ဒီเจ้าတွေကိုမသိပဲမစ္စတာဘစ်ကိုဖြန့်ပြောင်းမှုနဲ့တန်တရားတရက်ခန့်အဖြစ်အရေးယူရမှာဖြစ်ကြောင်းပြောနေခဲ့ရပါအဲဒါကြောင့်မစ္စတာဘစ်ကသူတို့နှစ်ဦးကိုရေခဲကန်နဲ့နှစ်ပြီးတတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီချိန်မှာပဲကျမ်းပြင်ကြီးပွင့်လာပြီးအောက်မှာရေခဲကန်ကြီးပေါ်လာခဲ့တာပါဂျူဒီနဲ့နစ်တိုကတော့သူတို့ရဲ့နောက်ဆုံးအချိန်လိုပဲထင်နေခဲ့ပါတယ်ဒီချိန်မှာပဲကက်တီရှင်တယောက်ပေါ်လာခဲ့ရပါအဲ့ဒါကတော့မစ္စတာဘေးရဲ့အချစ်ဆုံးသမီးလေးဖြစ်တဲ့ကြွက်ကတိုးမလေးပါပဲဂျူဒီကဒိုးနံကွင်းမပိအောင်ကယ်ပေးခဲ့တဲ့ကောင်းမလေးလည်းဖြစ်ပါတယ်ကောင်းမလေးကဂျူဒီကိုလည်းမှတ်မိနေခဲ့ရပါအဲ့ဒါကြောင့်သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်လို့ဂျူဒီတို့ကိုလွှတ်ပေးဖို့အဖေကိုပူဇော်နေခဲ့ပါတယ်ဒီချိန်မှာတော့မစ္စတာဘစ်လည်းသူတို့ကိုလွှတ်ပေးလိုက်ပြီးမစ္စတာအိုတာနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဝေမျှခဲ့ရပါတကယ်တော့မစ္စတာအိုတာကမစ္စတာဘစ်ရဲ့ပန်းပညာရှင်တယောက်လည်းဖြစ်ပါတယ်အိမ်လေးကကိစ္စရှိလို့ဒရိုက်ဘာလွတ်ကြိုခိုင်းရင်မစ္စတာအိုတာကစိတ်ရိုင်းဝင်ကဒရိုက်ဘာကိုတိုက်ခိုက်ပြီးထွက်ပြေးသွားခဲ့ရပါအဲ့ဒါကြောင့်ဂျူဒီတို့လည်းဒရိုက်ဘာရှိရာစီကိုဆက်သွားခဲ့ကြပါတယ်ဂျူတတာတစ်ခုကိုဖျက်အပြီးမှာတော့ဒရိုက်ဘာကျသေးရဲ့အိမ်ကိုရှောက်လာခဲ့ရပါကျသေးကဂျူဒီတို့ကိုစကားကောင်းကောင်းပြောနေရင်းနဲ့စိတ်ထားဖောက်ပြီးလိုက်တိုက်ခိုက်ပြန်ပါတယ်အဲ့ဒါကြောင့်နှစ်ကောင်သားဂျူတတာကနေထွက်ပြေးရင်လူကွဲသွားခဲ့ရတာပါဂျူဒီကတော့သူတို့ကိုစစ်ကူပို့ပေးဖို့ဘင်ဂျမင်ကိုလှမ်းကူညီတောင်းနေခဲ့ပါတယ်ကျသေးကနစ်ကိုခွန်အုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာဂျူဒီကကျသေးရဲ့ခြေထောက်ကိုကျိုးနဲ့လှမ်းပတ်ပြီးတရားတိုင်းမှာရှိထားလိုက်ပါတယ်ဒီချိန်မှာနစ်ကအရှိန်လွန်ပြီးအောက်ကိုပြုတ်ကျသွားခဲ့ရပါအဲ့ဒါကိုဂျူဒီကလှမ်းဆွဲလိုက်ပေမဲ့သူလည်းမနိုင်တော့ပဲနှစ်ကောင်လုံးအောက်ဖက်ကိုတရားຫນွေကြိုးတွေနဲ့လုံထွေးပြီးပြုတ်ကျသွားပါတယ်။ထိခိုက်ဒဏ်ရာမရခဲ့ပေမဲ့နှစ်ကောင်စလုံးကရွယ်ကြိုးတွေနဲ့ပိတ်မိပြီးကြိုးတုပ်ခံထားရသလိုဖြစ်ခဲ့ရတာပါ။ရဲအဖွဲ့တွေရောက်လာတော့မှပဲသူတို့လည်းလွတ်လာခဲ့ရပါတယ်။ဒီချိန်မှာဂျူဒီလည်းကျစ်တစ်ကိုဖမ်းမိထားတယ်ဆိုပြီးဘိုကိုကိုခေါ်သွားခဲ့ရပါ။ဒါပေမဲ့တရားနာရောက်ချိန်မှာကျစ်တစ်ကိုမတွေ့ရတော့ပါဘူး။ဒီချိန်မှာဘိုကိုကတော့သူ့ကိုရဲတစိမ့်ပြန်အပ်ဖို့ပြောနေခဲ့ရပါဒါပေမဲ့ဂျူဒီနဲ့နစ်တိုကတော့စုံစမ်းစရာတွေရှိသေးရဲ့ဆိုပြီးခက်တီတီနဲ့ရှောင်ထွက်လာခဲ့ကြပါတယ်။ဂျူဒီတို့ကိုဒူးမျိုးတော်ဝင်ကတော့အကူအညီပေးခဲ့ရပါ။ CCTV မှတ်တမ်းတွေကိုလိုက်ကြည့်တဲ့အခါကျစ်တစ်ကိုဝင်ပလေတွေကဖမ်းသွားတာတွေ့လိုက်ပါတယ်။ဖမ်းသွားတဲ့လမ်းကြောင်းကိုလိုက်စစ်ဆေးကြည့်ရောမြို့စွန်ကရဲတိုက်ကြီးမှာလမ်းဆုံးနေခဲ့ရပါ။အဲဒါကြောင့်ဂျူဒီနဲ့နစ်လည်းရဲတိုက်ကြီးနာကိုရှောက်လာခဲ့ပါတယ်။ဒါပေမဲ့အဆောင်အကျက်ဝင်ပလေတွေကအများကြီးဖြစ်နေရပါ။အဲဒါကြောင့်ဂျူဒီလည်းညံ့သုံးပြီးဝင်ပလေလိုဥလိုက်ပါတယ်။ဝင်ပလေတွေကခေါင်းထောင်ပြီးလိုက်ဦးနေချိန်မှာတော့နှစ်ကောင်သားရဲတိုက်ကြီးတွေကိုပြေးဝင်လာခဲ့ကြတာပါရဲတိုက်မြေအောက်ခန်းကိုရောက်ချိန်မှာတော့အချုပ်ခန်းတွေကိုတွေ့လိုက်ရပါတယ်အချုပ်ခန်းတစ်ခုစီမှာတော့စိတ်ရိုင်းဝင်နေတဲ့တားရဲကောင်တွေကိုတွေ့လိုက်ရတာပါဒီထဲမှာမစ္စတာအိုလည်းအပါဝင်ပါပဲခဏအကြာမှာခြေတံတွေကြားလိုက်လို့ဂျူဒီတို့လည်းအမြန်ပြေးပုံရပါတယ်ခြေတံရှင်ကိုတွေ့လိုက်ရတော့ဂျူဒီတို့လည်းအံ့ဩသွားခဲ့ရတာပါသူကမြို့တော်ဝင်ခြေသေးကြီးဖြစ်နေလို့ပါပဲတကယ်တော့ခြေသေးကြီးကမြို့သူမြို့သားတွေကိုဖမ်းပြီးစံတမှုတစ်ခုလုပ်နေခဲ့တာပါသူ့စံတမှုကအစင်မပြေဖြစ်နေချိန်မှာတော့သိပ္ပံပညာရှင်တွေကိုစုငေါက်နေခဲ့ပါတယ်ယူဒီကဒီကြောင်းရာတွေကိုဖုန်းနဲ့ဗီဒီယိုရိုက်ထားခဲ့တာပါဒီချိန်မှာဖုန်းမိလာပြီးသူတို့ကိုသတိထားမိသွားခဲ့ပါတယ်ဝင်ပလေတွေကလိုက်ရှာနေလို့ဂျူဒီတို့လည်းအညစ်အကြေးစွတ်ပိုက်ကနေထွက်ပြေးခဲ့ရတာပါရဲစခန်းကိုရောက်ချိန်မှာတော့မြို့တော်ဝင်ရဲ့ပြစ်မှုတွေလည်းထင်ရှားသွားပြီးအဖမ်းခံလိုက်ကြပါတယ်ဂျူဒီကိုလည်းအခမ်းအနားနဲ့ဂုဏ်ပြုခဲ့ကြတာပါတတိထောက်တွေကမိကွန်ဝိုင်းပြီးချိန်မှာတော့ဂျူဒီလည်းမကြည်ရွယ်ထားတဲ့စကားတခွန်ပြောမိသွားခဲ့ပါတယ်အဲ့ဒါကတော့တားရဲခေါင်တွေရဲ့ဗီဇာကကြမ်းတမ်းပြီးတက်ပြတ်တက်တယ်ဆိုတာပါပဲဒီစကားကြတော့နိကသူ့ငယ်ဘဝတုန်းကနှုတ်သီးမှာအဆွဲတက်ခံရတဲ့အခြေအနေကိုပြန်မှတ်မိသွားပြီးဝမ်းနည်းသွားခဲ့ရတာပါပြီးတော့ဂျူဒီနဲ့သွားတွေ့ပြီးသူကလည်းတားရဲကောင်ဖြစ်တာကြောင့်မကြောက်ဘူးလားလို့မိကထွက်သွားခဲ့ပါတယ်နေစိတ်ဆိုးသွားတာကိုသိလို့ဖြည့်ရှင်းဖို့ပြေးလိုက်သွားပေမဲ့တတိထောက်တွေကမိကွန်ဝိုင်းမိနေကြလို့ဂျူဒီလည်းမလိုက်နိုင်တော့ပါဘူးအဲဒီနောက်ပိုင်းမြို့ထဲမှာလည်းနှစ်ချမ်းကွဲကုန်ကြတာပါတားရဲကောင်တွေတက်တက်ဂျူဒီတို့လိုအားနည်းရဲ့ကောင်တွေကတက်တက်ဖြစ်သွားခဲ့ပါတယ်ကြားဖတ်တီဘင်ဂျမင်ကလည်းတားရဲကောင်စင်းဝင်ဖြစ်လို့ဌာနအပြောင်းခံခဲ့ရတာပါဒီကိစ္စကြောင့်ဂျူဒီလည်းအပြစ်ရှိတယ်လို့ခံစားနေခဲ့ရပါတယ်အဲဒါကြောင့်ခွင့်ယူပြီးမိဘတွေရှိရာစီပြန်လာကမုံလာဥပြန်ဆိုင်နေခဲ့ရတာပါဒီချိန်မှာမြေခွေးဂရိကမုံကားနဲ့ရောက်လာပြီးမုံတွေဝင်နေခဲ့ပါတယ်ပြီးတော့စိတ်ညစ်နေတဲ့ဂျူဒီကိုစိတ်ပြေလက်ပြဖြစ်အောင်သူနဲ့အတူခေါ်သွားခဲ့ရပါဂရီရဲ့ဦးလေးပိုင်နဲ့စိုက်ကင်းတစ်ခုစီရောက်တဲ့အခါခရမ်းပြပန်းပွင့်တွေတွေ့ပြီးတခါမှမမြင်ဘူးတာကြောင့်
ဘာအပင်တွေလဲလို့မေးခဲ့လိုက်ပါတယ်ဂရီကသရိုင်းဝင်စေတဲ့ပန်းပွင့်တွေဖြစ်ကြောင်းပြန်ပြောခဲ့တာပါအဲဒီစကားကြောင့်ဂျူဒီရဲ့ခေါင်းထဲမှာအတွေးတစ်ချက်လင်းသွားပါတယ်မြို့တော်ဝင်တို့အုပ်စုကဒီအပင်တွေကိုသုံးပြီးစမ်းသပ်မှုတွေလုပ်နေရဆိုတဲ့အကြောင်းကိုပါပဲအဲဒါကြောင့်ဇူဒိုဗီယာကိုအမြန်ပြန်သွားပြီးနစ်ကိုသွားတွေ့ကတောင်းပန်နေခဲ့ပါတယ်ပြီးတော့စရိုင်းဝင်ဆွေးတွေဖြန့်ဖြူးတဲ့ကိစ္စကိုစုံစမ်းနေခဲ့ရပါဒီကိစ္စကိုတကိုးချင်းကကောင်းကောင်းသိပါတယ်ဒါပေမဲ့ဘူးကန်နေလို့ဂျူဒီတို့လည်းမစ္စတာဘေးရဲ့အကူအညီနဲ့ရအောင်မေးခဲ့ရပါပြီးတော့ဈေးထုတ်လုပ်တဲ့ယထာတွဲဟောင်းကြီးစီခိုးဝင်ပြီးအထောက်ထားတွေယူခဲ့ပါတယ်ဖြစ်ကျင်တော့ယထာတွဲကြီးကဆက်နှိုးပြီးလမ်းပေါ်ရောက်လာခဲ့ရသလိုဈေးထုတ်လုပ်တဲ့သူတွေကလည်းသူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားနေခဲ့ကြတာပါဂျူဒီနဲ့နစ်တို့ကယထာလမ်းလွှဲအောင်လုပ်ခဲ့ပြီးတပ်သေးတွေကိုတစ်တာထဲထည့်ပြီးရဲစခန်းကြီးရောက်လာခဲ့ပါတယ်ဒီချိန်မှာပဲဒူးမြို့တော်ဝင်ကသူတို့လက်ထက်ကတပ်သေးတစ်တာကိုအပ်ဖို့ပြောနေခဲ့ရပါတခုခုမားနေသလိုခံစားရတဲ့ဂျူဒီတို့ကတော့တပ်သေးတွေကိုမပေးဘဲယူပြေးခဲ့ပါတယ်ခြေထောက်တရားရသွားတဲ့ဂျူဒီကိုနှိတ်ကချီပြီးပြေးဖို့ကြိုးစားပြီးမိနောက်ဆုံးဒူးမြို့ဝင်ရဲ့အဖွဲ့သားတွေကဖမ်းမိသွားခဲ့ပါတယ်။အဲဒါကြောင့်ဂျူဒီတို့ကိုတွင်းတစ်ခုတည်းပစ်ချပြီးသူ့အလုပ်ကိုဝင်ရှုပ်သူတွေဆိုပြီးပြောဆိုနေကြရပါ။ပြီးတော့နစ်ကိုတစ်တာတွေကစရိုင်းဝင်တနက်နဲ့လှမ်းပစ်ခဲ့ပါတယ်။အပြစ်ခံရတဲ့အချိန်မှာနစ်ကစရိုင်းဝင်လာပြီးဂျူဒီရဲ့လေပင်ကိုကိုက်လိုက်ပါတယ်။ပြီးတော့မှတကယ်မဟုတ်ပဲတရုပ်ဆောင်နေရာကိုတီးခဲ့ရတာပါ။တကယ်တော့နစ်ကစရိုင်းဝင်တနက်နဲ့ဆေးရည်တွေကိုဘလူးဘယ်ရီသီးရည်တွေနဲ့လဲထားခဲ့တာဖြစ်ပါတယ်။ဒူးမြို့ဝင်ကတော့သူ့လုပ်ရက်တွေအတွက်တက်တည်မရှိအားကြောင့်မကြောက်ဘူးလို့ပြောနေခဲ့တာပါဒီချိန်မှာပဲဂျူဒီကမုံလာဥနီအတန်ဖန်းဆက်လေးကိုထုတ်ပြခဲ့ပါတယ်ဒီဆက်လေးကိုနစ်စီကနေယူထားပြီးအတန်ဖန်းခဲ့ရပါနောက်ဆုံးမှာဒူးမြို့ဝင်လည်းအဖမ်းခံခဲ့ရပါတယ်ဘိုကိုကလည်းဂျူဒီကိုဂုဏ်ပြုပေးသလိုနစ်ကိုလည်းရဲအဖွဲ့ဝင်အဖြစ်လက်ခံပေးခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်စလုံးကိုရင်ထိန်အဖြစ်တာဝန်ပေးခဲ့တာပါစီကမ်းမဲ့ရင်တွေကိုဒဏ်ငွေလိုက်ကောက်ရမယ်ထင်ပြီးဂျူဒီတို့ကစိတ်ညစ်သွားခဲ့ပါသေးတယ်ဒါပေမဲ့သူတို့လုပ်ရမယ့်ကိစ္စကoverspeed မောင်းတဲ့ကားတွေကိုလိုက်ဖမ်းရမယ့်ကိစ္စဖြစ်မှန်းသိဟောပျော်သွားခဲ့ကြတာပါဒီလိုနဲ့နှကောင်သားလည်းပထမဆုံးအမှုသည်ကိုစောင့်နေခဲ့ကြပါတယ်ဒီချိန်မှာပဲအချိန်ပြင်းပြင်းမောင်းသွားတဲ့ကားတစ်စီးကိုခက်ခက်ခဲလိုက်တာပြီးအရေးယူဖို့ကြိုးစားနေကြရပါကားမှန်ကိုချလိုက်ချိန်မှာတော့ကားမောင်းနေသူကအရန်နှစ်ရဲ့ slot တကောင်ဖြစ်နေရကိုတွေ့ပြီးဂျူဒီတို့လည်းအံ့ဩနေခဲ့ကြကြောင်းဝေမျှလိုက်ရင်နှီးကုန်းချုံလိုက်ပါတယ်အစောတိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်